ဒီနေ့မှာတော့ဆရာကနေပြီးတော့ဂျိုတို့တာဝန်ထမ်းဆောင်ရမည့်အတန့်ဘာဝများဆိုတဲ့အကြောင်းလေးကိုပြောပြပေးပါမယ်ဂျိုတွေတာဝန်ထမ်းဆောင်ဖို့ဘယ်လိုတွေရှိလဲဆရာတို့အခုဒီနေ့2025ခုနှစ်လလပိုင်း29ရက်နေ့လေ3:17မိနစ်30စက္ကန့်ရန်ကုန်မြို့ရဲ့ဇာတာပေါ့နော်ဒီဇာတာမှာဆရာတို့တစ်ခုချင်းစီရဲ့ဂျိုတွေရဲ့တာဝန်ထမ်းဆောင်ရမယ့်အတန့်တွေကိုလိုက်လံပြီးတော့မှကြည့်ရှုမယ်အခုကကြတော့လက်ကိုကြည့်လိုက်တဲ့အခါမှာလက်ဒီကံယာတီလက်ဖြစ်နေတယ်ပေါ့နော်ကံယာတီလက်ဘယ်နှစ်ဒီဂရီလဲဆိုတော့တူညဒီဂရီဆဆပဲရှိပါသေးတယ်ဒါကြောင့်တတန်ဘာဝဒီဇာတာမှာကံယာတီမှာကြတယ်ပေါ့ကံလက်ပိုင်ရှင်လို့ခေါ်တယ်ဒီအချိန်မှာမွေးဖွားမယ်ဆိုရင်ကံလက်ပိုင်ရှင်လို့ခေါ်တယ်ဆရာတို့ဂျိုတွေတာဝန်ထမ်းဆောင်ရမယ့်အတန်ဘာဝတွေကိုဒါတစ်ခုချင်းပြောပြမယ်တနင်္လာပထမဆုံးအနေနဲ့ဆရာတို့တလင်းလာကိုကြည့်လိုက်မယ်တလင်းလာဒီဖိတ်တရာဒီဒါတနင်္ဂနွေပိုင်နက်ခအပေါ်မှာစီနင်းထားတယ်ဖိတ်တရာဒီတနင်္ဂနွေပိုင်နက်ခစတိကနက်ခအပေါ်မှာစီနင်းထားတယ်ဒါကြောင့်ဆရာတို့ကြည့်တဲ့အခါမှာဒီတလင်းလာစီနင်းထားတယ်ဒီတနင်္လာကပေါ့နော်တနင်္လာကတနင်္ဂနွေနက်ကအပေါ်မှာစီနင်းထားတယ်ဆိုတော့တနင်္ဂနွေရက်တေရာဒီပထမရဲ့အကျိုးဆောင်ဒါဒီဟာဒီတနင်္ဂနွေဒီတလင်းလာအတွက်ပထမအကျိုးဆောင်ကိုလောက်ဆောင်လိမ့်မယ်ပထမအကျိုးဆောင်ဆိုတာသူကတော့ရှစ်တန်ဘာဝမှာရက်တည်နေတယ်ဒါကြောင့်တလင်းလာဒီရှစ်တန်ရဲ့ပထမအကျိုးဆောင်ဖြစ်လာတယ်တလင်းလာဒီရှစ်တန်ရဲ့ပထမအကျိုးဆောင်ဖြစ်လာတယ်တနင်္ဂနွေပိုင်ဆိုင်တော့ဒီတင်ညာဒီစစ်နှစ်တန်သူဒီတတိယအကျိုးဆောင်နက်ခရတာကကြာတော့ပထမအကျိုးဆောင်နက်ခပိုင်တာကကြာတော့တတိယအကျိုးဆောင်ဖြစ်တယ်နောက်ပြီးတော့မှဒါတနင်္လာရက်တေတော့ဘာဝကိုကြည့်မယ်တနင်္လာရက်တေတော့ဘာဝကဒီနားလေးမှာရက်တေနေတယ်8တန်းလား9တန်းလားဆိုတာကိုကြည့်ရမယ်တနင်္လာဒီဘယ်နှစ်ဒီဂရီဆိုတော့တနင်္လာဒီ9ဒီဂရီဒီဟွာပေါ့နော်ဒါ9တန်းဘာဝဒီ9တန်းဘာဝဒီဘယ်လောက်မှကြာရလဲဆိုတော့9တန်းဘာဝဒီတူညဒီဂရီဆိုတော့အခါမှာကြာတော့9တန်းကတူညအစကတည်းကရှိနေပြီဒါကြောင့်ဒီတလန်းလာဒီ9တန်းဘာဝမှာရက်တည်နေတယ်ဒါကြောင့်ဒီတလန်းလာဒီတနင်္ဂနွေရက်တည်တော့8တန်းအတွက်ပထမအကျိုးဆောင်မယ်တလန်းလာကိုယ်တိုင်ရက်တဲ့ဘာဝအတွက်ဒုတိယအကျိုးဆောင်တာ9တန်းနောက်ပြီးတော့နက်ခသခင်ဖြစ်တဲ့တနင်္ဂနွေပိုင်ဆိုင်တော့ဘာဝတင်ရာဒီအတွက်သူကနေပြီးတော့မှတတိယအကျိုးဆောင်စစ်နှစ်တန်းအကျိုးဆောင်ပဲနောက်ပြီးတော့တနင်္လာပိုင်ဆိုင်တော့မိမိပိုင်ဆိုင်တော့ဘာဝစစ်တန်းဘာဝကရကရာဒီအတွက်သူကစတောက်တာအကျိုးဆောင်အဖြစ်အကျိုးဆောင်ထားတယ်ဒီမှာလဲ second fighter ဆိုတဲ့နေရာမှာလဲပါထားတယ်တနင်္လာဒီဘာတွေအတွက်အကျိုးဆောင်လဲဆိုတော့ရှစ်တန်းအတွက်ပထမအကျိုးဆောင်လဲဆိုတာဒါကတော့တနင်္ဂနွေရက်တည်တဲ့ဘာဝစစ်နှစ်တန်းအတွက်အကျိုးဆောင်လဲတနင်္ဂနွေပိုင်ဆိုင်တော့ဘာဝကိုတန်အတွက်ဒုတိယအကျိုးဆောင်တယ်ဘာကြောင့်ကိုတန်အတွက်ဒုတိယအကျိုးဆောင်လဲဆိုလို့ရှိရင်တော့ဒါကသူဒီတနင်္လာကိုတန်ရက်တည်တော့ဘာဝစစ်တန်အတွက်သူကစရုပ်တာအကျိုးဆောင်တယ်ဒါဘာပိုင်ဆိုင်ဘာကြောင့်လဲဆိုလို့ရှိရင်တော့တနင်္လာပိုင်ဆိုင်တဲ့ဘာဝကစရုပ်တာအကျိုးဆောင်ဖြစ်တယ်ဆရာတို့ဒါဆရာတော်ကြောင့်ကိုကြည့်တဲ့အခါမှာဂျိုတို့တာဝန်ထမ်းဆောင်ရမည့်အတန်ဘာဝများဆိုပြီးတော့ပထမဒုတိယတတိယစတုတ္ထဆိုပြီးတော့ပါတယ်ပထမဆိုတာနက်ခရက်တည်တာတတိယဆိုတာနက်ခပိုင်တာစတုတ္ထဒုတိယဆိုတာကကြာတော့ဂျိုရက်တည်တာစတုတ္ထဆိုတာကကြာတော့ဂျိုပိုင်ဆိုင်တာဒါပထမကနက်ခရက်တာတတိယကနက်ခပိုင်တာဒုတိယကဂျိုရက်တာစတုတ္ထကဂျိုပိုင်တာဂျိုရဲ့တာဝန်ထမ်းဆောင်ရမယ့်တန်ဘာဝတွေကိုဒီလိုအဆင့်၄ဆင့်ခွဲခြားပါတယ်